ထိုင်းမှာဘန်ကောက်ဖွင့်ချင်တဲ့တငယ်ချင်းတွေအတွက်ဒီကနေ့မှာတော့ကျွန်တော်ကိုယ်တိုင်ဘန်ထဲသွားပြီးဘန်ကောက်တစ်ခုတော့ဖွင့်ထားပါတယ်။ဒါကြောင့်မလို့ထိုင်းဘန်ကောက်ဖွင့်ချင်တဲ့တငယ်ချင်းတွေအနေနဲ့လည်းထိုင်းမှာဘန်ကောက်တစ်ခုဖွင့်ရမယ်ဆိုရင်ဘာတွေလိုရလဲဆိုတာကိုသိချင်ရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါ။အရင်ဆုံးကျွန်တော်တို့ဘန်ထဲသွားတဲ့အခါဘန်လုံချုံရေးကကျွန်တော်တို့ကိုတကားဖွင့်ပေးပါလိုက်မယ်။အခါကျရင်သူမေးပါလိုက်မယ်ခင်ဗျ။ဘာလာလောက်တာလဲပေါ့ကျွန်တော်တို့ဘန်ကောက်ဖွင့်မယ်ဆိုရင်มาเปิดบัญชีครับแบงก์ก็ละဖွင့်တာလို့ပြောလို့ရပါတယ်ပြီးရင်လုံချုံရေးကကျွန်တော်တို့ကိုတုံကင်နံပါတ်ပေးပါလိုက်မယ်ခင်ဗျာအဲ့ဒီသူပေးလာတဲ့တုံကင်နံပါတ်အတိုင်းကျွန်တော်တို့ထိုင်ဆောက်လိုက်ရုံပါပဲကျွန်တော်သွားတဲ့နေ့တော့ကဘန်ထဲမှာလူအရက်များလို့ကျွန်တော်လည်းကျွန်တော်တုံကင်နံပါတ်မရောက်ခင်ကျွန်တော်လည်းထိုင်ဆောက်နေပါတယ်ကောင်တာဘက်ကကျွန်တော်တို့တုံကင်နံပါတ်ခေါ်လိုက်ရင်ကျွန်တော်တို့ဘန်ကောက်ဖွင့်ဖို့ကျွန်တော်တို့ကောင်တာကိုတွားလို့ရပါပြီဒီတော့ဘန်ကောက်ဖွင့်ရမယ်ဆိုရင်ဘာတွေလွတ်လဲဆိုတာကိုသိချင်ကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်တို့ဘန်ကောက်တစ်ခုဖွင့်ရမယ်ဆိုရင်ကျွန်တော်တို့မှာ CI စာအုပ်ရယ်ပန်းရောင်ကတ်ရယ်ဒီကျွန်တော်တို့စမတ်ကတ်ရဲ့အဲ့တော်မျိုးပြည့်စုံပြီးဆိုရင်ကျွန်တော်တို့ဘန်ကောက်ဖွင့်လို့ရပါပြီအကယ်မို့ကျွန်တော်တို့မှာပန်းရောင်ကတ်မရှိဘူးဆိုရင်ကျွန်တော်တို့တထိတ်ထောက်ကန်စားလိုပါတယ်ဒီအချက်ပါအားလုံးနဲ့ပြည့်စုံပြီးဆိုရင်ကျွန်တော်တို့ထိုင်းမှာဘန်ကောက်တစ်ခုကိုလွယ်လွယ်လေးဖွင့်လို့ရနေပါပြီဒီမှာပါခင်ဗျကျွန်တော်ဖွင့်ထားတဲ့ဘန်စာအုပ်လေးပါတကယ်ကျွန်တော်လည်းနားမလဲတာရှိရင်မရှင်းတာရှိရင်ကျွန်တော်ကိုဒီဗီဒီယိုရဲ့ comment အောက်မှာမေးလို့ရပါတယ်เนาะဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်